နောက်တစ်ခုကကျတော့ကျွန်တော်တို့အဖြစ်များတာဘာလဲဆိုတော့ laptop ဖြစ်ဖြစ် desktop ဖြစ်ဖြစ်ပေါ့နော်ဘာအဖြစ်များလဲဆိုတော့ကျွန်တော်တို့ Wi-Fi အဲ့ဒါပေါ့နော် no internet problem တွေဖြစ်တယ်ဆိုတော့ကဗျာ Wi-Fi ကလုံးဝမမိဘူး cross sign ပြနေရမျိုးပေါ့နော်ဒီမျိုးပေါ့ချိန်လို့မရဘူးချိန်လို့ရပြီးတော့ exclamation ပြနေရမျိုးဒါမျိုးရှိတယ်ဒါမျိုးတွေရှိဆိုတော့ဒါမျိုးတွေကိုကျွန်တော်တို့ကဘယ်လိုရှင်းမလဲ okay ဆက်လက်လာကြရအောင်အရင်ဆုံးကျွန်တော်တို့စပြီးတော့ဖြစ်နိုင်တာကကျွန်တော်တို့ကရုံးမှာသုံးတယ်ဆိုရင် access point fail နေတာဆိုတော့က access point ဆိုတာကကျွန်တော်တို့ Wi-Fi ရအောင်လွှင့်ပေးတယ်ကိရိယာတစ်ခု device တစ်ခုဖြစ်ပါတယ်ဒီ device ကြီးကကောင်းလားမကောင်းလားဆိုတော့ကျွန်တော်စပြီးတော့စစ်ဆေးဖို့လိုပါတယ်ဒီ device ကကောင်းတယ်သူများတွေသုံးနေရတဲ့အဆင်ပြေရဆိုရင်လူအများကြီးသုံးလို့ password ပဲချိန်လိုက်လားဟုတ်ပြီနော်ဒါတွေကျွန်တော်အရင်ဆုံးစစ်ပေးဖို့လိုတယ် password ချိန်လိုက်တယ်ဆိုလည်းကျွန်တော်က administrator ကြီးသွားပြီးတော့အကိုကြီးကျွန်မ password လေးမသိတော့လို့ပြန်ပေးပါအောင်ဒါမျိုးပေါ့နော်ပြန်ပြောလို့ရတယ်တကယ်လို့ကိုယ်ပေးမသုံးစရင်လို့ချိန်လိုက်တာဆိုတော့ဒါတစ်မျိုးပေါ့နော်သွားတော့ပြောလို့မရဘူးပေါ့ဒါကြတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့နောက်တစ်ခုကဘာကြောင့်ဖြစ်နိုင်လဲဆိုတော့ကျွန်တော်တို့ရဲ့ computer မှာ wireless cat ကြီးက disable ဖြစ်နေတာကျွန်တော်တို့ရဲ့ computer မှာဒီ Wi-Fi ကိုချိတ်ဆက်သုံးဖို့အတွက် wireless cat တွေပါပါတယ်ဒီ wireless cat တွေက disable ဖြစ်နေရဆိုလဲကျွန်တော်တို့ Wi-Fi ကိုဖမ်းလို့ရမှာမဟုတ်ပါဘူး Wi-Fi မိမှာမဟုတ်ပါဘူးနော် internet ရမှာမဟုတ်ပါဘူးဆိုတော့အဲ wireless cat disable ဖြစ်နေတာဆိုတော့ကျွန်တော်တို့ကြည့်ပေးဖို့လိုပါတယ် okay အဲ့တော့ကျွန်တော်တို့စပြီးတော့ဘယ်လိုလုပ်မလဲပေါ့နော်အရင်ဆုံးကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ access point ကြောင့်ဖြစ်နိုင်တယ်ဆိုရင်ကျွန်တော်တို့ကကိုယ်တိုင်များထားပါတော့administrator မရှိဘူးကိုယ့်ရဲ့အိမ်မှာဖြစ်တယ် home user အနေနဲ့ပေါ့နော်ကျွန်တော်ဝယ်ထားတဲ့ဟိုမှာ 5GB လို့ဟာမျိုးပေါ့နော်ဒီ Wi-Fi server ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ကိုယ့်အိမ်မှာဖြစ်နေရဆိုကိုယ့်ဘာကိုချက်ချင်း restart သွားချလိုက် plug on off ပေါ့နော် power ကျွေးထားတာဟိုဒီဟာ access point ကြီးက power ကျွေးထားတော့ကျွန်တော်တို့ကအဲ့ဟာကို plug on မယ် on မယ်လုပ်ကြည့်မယ်ပြီးရင်ပြန်တက်လာကျွန်တော်သုံးကြည့်မယ်ရလားမရဘူးလား okayပြီးလို့ရှိရင်ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့နောက်တစ်ခုကဘာဖြစ်လဲဆိုတော့ wireless cat disable ချတာကကျွန်တော်တို့ကဒီ computer setting တွေကနေတွားလုပ်လို့ရသလိုကျွန်တော်တို့ keyboard ကနေပြီးတော့လည်းလုပ်လို့ရတယ်ဒါပေမဲ့ဒီ key တွေက keyboard တစ်ခုနဲ့တစ်ခုတူမှာမဟုတ်ဘူးကျွန်တော်အခုပြပြပေးတဲ့ F1 နဲ့ F2 ကကြတော့ Dell အတွက်ဖြစ်ပါတယ် Dell Experience အတွက်ပေါ့နော်ဒါကျွန်တော်အခုသုံးနေတဲ့ laptop အတွက်ဖြစ်ပါတယ်အဲ့တော့ make sure မှာလည်းပါလိမ့်မယ်အဲ့ဟာကဒါပဲ key ကတော့တူမှာမဟုတ်ပါဘူးF1 နဲ့ F4 ဆိုရင်ကျွန်တော်တို့က decrease brightness ပါ F1 နဲ့ F5 ဆိုရင်ကျွန်တော်တို့ increase brightness ပါ brightness တွေအတူရှော့လုပ်လို့ရတာပြောတာပါအဲ့တော့အခုဒီမှာ F1 နဲ့ F2 ကလည်းကျွန်တော်စီမှာကလာပြီးတော့ wireless cat ကို disable enable လုပ်တာဖြစ်ပါတယ်မိတ်ဆွေတို့ရှိမှာတော့ဘယ် function ကိုသုံးလို့ရမလဲဆိုတာတော့ကျွန်တော်မပြောတတ်ပါဘူးဘာလို့ဆိုတော့မိတ်ဆွေမှာဝယ်ယူတဲ့အသုံးဆွဲတဲ့ laptop ကိုမူတည်ပြီးတော့ keyboard ရဲ့ဒီသူ့ရဲ့ location တွေကွဲပြားဖြစ်လို့ပါဒါပေမဲ့အများသောအားဖြင့်ကျွန်တော်တို့နေ့ရမှာတော့ F1 function key ကိုတွဲပြီးတော့F2 နဲ့နှစ်ရပါတော့ F2 လည်းဖြစ်မယ် Mitsubishi မှာ F3 လည်းဖြစ်မယ် F4 လည်းဖြစ်မယ်เนาะ okay အဲ့တော့ဒီလိုလုပ်ပေးချင်အဖြစ်လဲကျွန်တော်တို့က Wi-Fi ဒီ no internet connection ကနေပြေးလည်နိုင်ပါတယ်ဒါမှမဟုတ်ဆိုလဲကျွန်တော်ပြောသလိုပဲကျွန်တော်တို့သွားလို့ရတယ်ဒါကိုကျွန်တော်တို့ပြပြပေးမယ် control panel တွေက network and sharing center တွေက chain adapter setting ပြီးလို့ရှိရင်ကျွန်တော်တို့က wireless network connection ကိုကျွန်တော်တို့တော့ဒီ DTC ကိုရောက်နေပြီเนาะလောလောဆယ်က wireless network connection ကို right click နှိပ်ပြီးတော့enable လုပ်မယ်ပေါ့နော် disable တကယ်လို့ဖြစ်တယ်ဆိုရင်ကျွန်တော် enable ပြန်လုပ်ပေးရမျိုးလုပ်ပေးရအရင်ဆုံးကျွန်တော်တို့ control panel ကိုသွားမယ်နော်ဒီ step button ကနေကျွန်တော်တို့ CON DROL လို့ရိုက်လိုက်ရင်ကျွန်တော်တို့ control panel ဆိုတာတွေ့တယ်အဲ့ control panel လေးကိုကျွန်တော်တစ်ချက်နှိပ်မယ်နော်ဒါကတော့ control panel တွေမှာပါဝင်တဲ့အစိပ်ပိုင်းတွေကျွန်တော်မြင်နေရဖြစ်ပါတယ်ဒီထဲမှာကျွန်တော်အများကြီးလုပ်လို့ရပါတယ်ဒီ control panel အကြောင်းအသေးစိတ်ကိုလည်းအတုံးဝင်တဲ့ feature တွေနဲ့တွဲပြီးတော့ကျွန်တော်ရှင်းပြတာရှိပါတယ်နော်okay အဲ့တော့ကျွန်တော်ကစပြီးတော့ဒီ control panel ရောက်ပြီးဆိုကျွန်တော်ဘယ်ကိုသွားမလဲ network setting နဲ့သွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က network and sharing center ဆိုတာကိုကျွန်တော်တစ်ချက် click နှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဘယ်ကိုခေါ်ဆောင်သွားမလဲဆိုတော့သူကဒီ network and sharing center တွေကိုခေါ်သွားတယ်ပေါ့နော်ခေါ်သွားပြီးတော့ဒီလို state ကိုပြပါလိမ့်မယ်ဒီလိုပေါက်ချလာပြီဆိုကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုရင် chain adapter setting ဆိုတာရှိပါတယ်အဲ့ chain adapter setting ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ် okay ဒါဆိုရင်ဒီမှာကျွန်တော်တို့အခုပေါ့နော်ဒါကWi-Fi တွေကျွန်တော်မိနေတာဖြစ်ပါတယ် Wi-Fi တွေမိဒီမှာပေါ့ဒါကတော့ကျွန်တော်အခုသုံးတဲ့ Wi-Fi cap ပါကျွန်တော်ရုံးမှာကျွန်တော်ရောက်တယ်နော်ဒါအခုသုံးထားတဲ့ Wi-Fi cap ပါဒီ Wi-Fi cap ကအခု message မှာဘယ်လိုဖြစ်နေနိုင်လဲဆိုတော့သူကဒီလိုပြောနော်ဒီမှာကသူကအခု disable ဖြစ်တယ်ဆိုတော့ကျွန်တော် enable ပေးထားတယ်ပေါ့နော်အခုကျွန်တော် disable ကျွန်တော်လုပ်ပြီးတော့ enable ကျွန်တော်ပြလို့ပေါ့နော် disable လုပ်လိုက်လို့ရှိရင်ဘာဖြစ်မလဲဆိုတော့ disable လုပ်လိုက်လို့ရှိရင်ကျွန်တော် Wi-Fi မမိတော့ဒီမှာကျွန်တော် Wi-Fi အခြေအနေကိုပြီးဆိုတော့သုံးသပ်လို့ရတယ်ဒီမှာဗျာကျွန်တော်ဒီလိုပေါ်လာလိမ့်မယ်ဒီမှာတလား cross sign not connected ဖြစ်သွားတယ်နော် cross sign ပေါ်နေတာဒါမျိုးကြောင့်ပါလဲဆိုတော့ကျွန်တော်ဒီမှာ disable ပေးလိုက်လို့ဖြစ်ပါတယ်တကယ်လို့ကျွန်တော်ကဒီမှာပြန်ဖွင့်ပြီးတော့ကျွန်တော်ဒီကောင် enable ပြန်လုပ်လိုက်မယ်နော် enable ကျွန်တော်ပြန်လုပ်လိုက်ပြီဆိုရင်နော်ဒီမှာ enable identify DS ပြန်ဖြစ်သွားတယ်ဒါဆိုရင်ကျွန်တော်ဒီမှာပြန်ကြည့်လိုက်မယ်ဟောဒီမှာကျွန်တော်ရဲ့ဟာက connected ဖြစ်နေပြီကျွန်တော်
internet ပြန်ရပြီပေါ့ဗျာဆိုလိုတာက okay ဒါကကျွန်တော်တို့ enable disable လုပ်တဲ့တနည်းပါနောက်တစ်ခုကကြတော့ကျွန်တော်တို့ဘယ်လိုပိတ်လို့ရသေးလဲဆိုတော့ keyboard ကနေပြီးတော့ကျွန်တော် F1 နဲ့ F2 ပေါ့နော်ဒီ F1 function key တွေကတော့တစ်ခုနဲ့တစ်ခု keyboard တစ်ခုနဲ့တစ်ခုမတူတဲ့အခါကျတော့မျိုးဆိုတော့ဝယ်ယူတဲ့ဒီ laptop အမျိုးအစားချင်းမတူတဲ့အခါကျတော့နေရာကွဲပြားနိုင်ပါတယ်နော်ဒါပေမဲ့အသုံးပြုကတော့ F1 key ကိုနှိပ်ပြီးတော့ key ကိုတွဲပြီးအသုံးပြုရဖြစ်ပါတယ်ကျွန်တော်စီမှာကျတော့ကျွန်တော် F1 နဲ့ F2 ကိုကျွန်တော်တွဲပြီးနှိပ်နေပါမယ်နော် F1 F2 ဒါဆိုရင်အခုမိတ်ဆွေမြင်တဲ့အတိုင်းပဲ not connected တက်ဖြစ်သွားပြီဒါကဘာလဲဆိုတော့ not connected ဖြစ်သွားတဲ့တပြိုင်နက်ဘာဖြစ်မလဲဒီမှာကြည့်အော်ဒီမှာဒီလို state ပြတယ်ပိတ်သွားပြီကျွန်တော်ကွန်ပျူတာမရှိတော့ဘူးเนาะကျွန်တော်ကွန်ပျူတာကဒီ Wi-Fi သုံးလို့လောလောဆယ်မရဘာကြောင့်လဲဆိုတော့ကျွန်တော် keyboard ကနေ F1 နဲ့ F2 ကိုနှိပ်ပြီးတော့ကျွန်တော်ရဲ့ Wi-Fi connection ကို down လိုက်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီလို state လေးပြလာတယ်မတူတော့ဘူးเนาะမရတော့ဘူးအဲ့တော့ကျွန်တော် keyboard ကနေပြန်ပြီးတော့ကျွန်တော်ရဲ့အားလေးပြန်နှိပ်လိုက်မယ် F1 F2 ပြန်ပွင့်လာပြီဆိုဒီမှာပြန်ပြီးတော့ပွင့်ပြီဆိုတဲ့တပြိုင်နက်ပြန်ပြီးတော့သူက line ပြန်တက်လာပြီเนาะ okay ဒါကတော့ကျွန်တော်တို့ Wi-Fi ကိုတကယ်လို့ internet မရဘူးဆိုရင် troubleshoot လုပ်လို့ရတယ်နီလန်လေးဖြစ်ပါတယ်ကျွန်တော်အခုဖော်ပြပေးရတော့မိတ်ဆွေတို့ Wi-Fi တစ်ခုခုပေါ့နော်ရုံးမှာဖြစ်ဖြစ်အိမ်မှာဖြစ်ဖြစ် no internet connection cross site တွေပြနေရဆိုရင်ကျွန်တော်တို့ဘာတွေစစ်ပေးဖို့လိုလဲဆိုတော့ wireless ကလွှတ်ပေးတဲ့ကိရိယာကအဆင့်ပြေတာ router ဖြစ်ဖြစ် AP ဖြစ်ဖြစ်ပေါ့နော် access point ဖြစ်ဖြစ်ကျွန်တော်စစ်ပေးဖို့လိုပါတယ်အဲ့ဒါကလည်းလွှင့်ထားတာအဆင်ပြေတယ်သူများတွေလည်းသုံးတာအဆင်ပြေတယ်ကိုယ့်တကူလည်းဖြစ်နေရဆိုရင်ကျွန်တော်တို့ကဒီ wireless ကတွေ disable ဖြစ်နေလားဒါကိုကြည့်ဖို့လိုပါတယ်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကenable ပြန်လုပ်ပေးဖို့လိုပါတယ်နော် enable ပြန်လုပ်ပေးဖို့လိုပါတယ်manual သွားပြီးတော့ control panel တွေကလုပ်လို့ရတယ်လို့ keyboard ကနေပြီးတော့ကျွန်တော်တို့ function key နဲ့တစ်ခုခုတွဲနှိပ်ပြီးတော့လည်းလုပ်နိုင်ပါတယ်နော် okay ဒီမှာကျွန်တော်ထပ်ပြီးတော့ကျွန်တော်ပြောချင်တာက Wi-Fi ပေါ့နော် Wi-Fi မှာကျွန်တော်တို့ exclamation mark လေးမြင်ရတဲ့အတိုင်းတောင်ကျွန်တော်ပြောချင်တယ် exclamation mark ကိုမြင်ရတဲ့အခါမှာကျတော့ကျွန်တော်တို့နှစ်မျိုးဖြစ်နိုင်တယ်ပေါ့နော်တစ်မျိုးကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ wall socket ရှိရဗျာဆိုတော့ wall socket ဆိုတာမျိုးကကျွန်တော်တို့ကတကယ်လို့နော်ဒီ internet ကိုကျွန်တော်တို့က socket တိုင်းရမယူဘဲနဲ့ socket တွေပေါ့ကျွန်တော်တို့ရဲ့ဒီဘယ်လိုပြောရမလဲကျွန်တော်တို့ရဲ့ဒီနေရန်တွေကနေပြီးတော့ပေါ့နော်ကျွန်တော်တို့ RJ45 connector လေးတွေကနေပြီးတော့ကျွန်တော်တို့က wall socket လို့ခေါ်တာပေါ့နော် wall socket ကနေပြီးတော့ယူသုံးနေဆိုရင်ဒီ socket တွေက socket တွေကောင်းလားဒါမှမဟုတ်ရင်ကျွန်တော်တို့ကောင်းမြတ်ထားတာပေါ့နော် RJ45 ဒီ RJ45 ကောင်းလားပေါ့နော်ဒါတွေကျွန်တော်ပြန်စစ်ဖို့လိုတယ်ဒီကောင်းတွေလွတ်နေတဲ့ခါကျရင်လည်းကျွန်တော်တို့ဒီဆက်မှာလာပြီးတော့လေ exclamation mark ပေါ်နေတာဖြစ်နိုင်တယ်နော်ဒါတစ်ချက်ပေါ့နော်နောက်တစ်ချက်ကကျတော့ဘာလဲဆိုတော့ driver နော်ကျွန်တော်တို့မှာ wireless cat ရှိရဒီ wireless cat ကိုကျွန်တော်တို့ driver မတင်ဘူးဆိုရင်เนาะ driver မတင်ဘူးဆိုရင်ကျွန်တော်တို့ဒီ wireless cat ကိုကျွန်တော်တို့အသုံးပြုလို့ရမှာမဟုတ်ဘူးကျွန်တော်တို့ချိတ်ဆက်တဲ့အခါကျအဲ့လိုမျိုးပေါ့ဗျာเนาะဘယ်မှာဆိုဒီ exclamation mark ပြနေတာမျိုးပေါ့เนาะ driver update မလုပ်တဲ့အခါမျိုးတွေမှာကြုံရတယ် driver မရှိရမျိုး driver update မလုပ်ဖြစ်တဲ့အခါမျိုးပေါ့เนาะကျွန်တော်တို့ driver က update မဖြစ်တဲ့အခါမျိုးတွေမှာကျွန်တော် exclamation mark တွေပါပေါ်လာလိမ့်မယ်ဗျအဲ့လိုဖြစ်တဲ့အခါကျကျွန်တော်ဘာကိုစစ်ရမလဲဆိုတော့ driver ကိုလည်းသွားစစ်ပြီးဖို့လိုတယ်เนาะ okay driver ကိုကျွန်တော်တို့စစ်မယ် driver ကိုစစ်တဲ့အခါကျကျွန်တော်ဘယ်လိုစစ်ရမလဲဆိုတော့တစ်စိတ်ကျွန်တော်ပြပြမယ် keyboard ကနေကျွန်တော် window R နှိပ်မယ်နော် window နဲ့ R နှိပ်လိုက်မယ်အဲ့ဒါဆိုကျွန်တော်ဒီမှာကျွန်တော်ဘာရမလဲဆိုတော့ dev mg.md.msc နော်ဒါအရှိအားဖြင့်ပြောမယ် device manager လို့ခေါ်တယ်နော် device manager အဲ့ဒါကိုကျွန်တော်ရေးပြီးတော့ကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နော်ဒါဆိုကျွန်တော်တို့ဘယ်ကိုခေါ်သွားမလဲဆိုတော့ဒီကျွန်တော်တို့ရဲ့ဒီကွန်ပျူတာဒါမှမဟုတ် laptop မှာကျွန်တော်တက်ဆင်ထားတဲ့ device တွေရဲ့အခြေအနေကိုသွားသုံးသပ်မှာပေါ့နော်အဲ့ဒီ device manager စီကိုကျွန်တော်တို့ခေါ်သွားမှာဖြစ်ပါတယ်ဒီမှာမိတ်ဆွေတို့ကျွန်တော်ပြချင်တာဘာလဲဆိုတော့ကျွန်တော်ရဲ့ဒီ Wi-Fi ကိုကျွန်တော်ကြည့်မယ်ဆိုရင်ဘာလဲဆိုတော့ဒီမှာเนาะIntel R Centrino เนาะCentrino R wireless and 2230ဆိုတာကျွန်တော်ရဲ့ wireless cap ဖြစ်ပါတယ်เนาะဒီ wireless cap ကိုကျွန်တော်တို့အခုလိုမြင်နေရတယ်ဆိုတာကျွန်တော်တို့မှာဒါ driver run အားလည်းဖြစ်ပါတယ် driver တကယ်လို့မ run အောင်ဆိုသူကဘယ်လို state ပြမလဲဆိုတော့ exclamation mark เนาะအဝါရောင် sign လေးလာပေါ်နေမှာဖြစ်ပါတယ်ဒီလိုချင်းနေကြရင်ကျွန်တော်တို့ကဒါဘာလုပ်ပြရမလဲဆိုတော့ driver ကိုကျွန်တော်တို့ update လုပ်ဖို့လိုတယ်ပြန် run လုပ်ဖို့လိုတယ်အဲ့တော့ကျွန်တော်ဘယ်လို run မလဲ driver run ကိုကျွန်တော်အရင်ကပြောထားတာရှိရเนาะကျွန်တော်နှစ်နည်းရှိရဒီနော်ဒီမှာကျွန်တော်တို့ပြောချင်တာ driver run တာเนาะdriver run တာကျွန်တော်တို့ two way เนาะနှစ်နည်းရှိရเนาะနှစ်နည်းရှိရအဲ့ဒါဘာကြီးလဲဆိုတော့တနည်းကကျတော့ online เนาะ online run တာတနည်းကကျတော့ offline run တာ offline ကကျတော့ကျွန်တော်တို့ဒီ software ပေါ့เนาะ software တစ်ခုပေါ့เนาะ software download ထားပြီးသားပေါ့เนาะ software download ထားပြီးသားကိုကျွန်တော်တို့က double click နှိပ်ပြီးတော့เนาะ .eac เนาะ .eac ဒါမှမဟုတ်လည်းကျွန်တော်တို့ server file ပေါ့เนาะ okay အဲ့ဒါ run တာဖြစ်ပါ
online ကျတော့ဗာလဲဆိုတော့ online run တာကျတော့ဘယ်လို run တာလဲဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ဒီမှာပဲထားပါတော့ကျွန်တော်ရဲ့ဒီ wireless card ကကျွန်တော်မှာနော်ဒါ exclamation ပြနေရမယ်ဆိုပါတော့အဲ့မှာဆိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆို right click ချက်ထားမယ်နော် driver run ရင် right click ချက်ထားမယ်ကျွန်တော်ဒီမှာ right click ထောက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ update driver ရှိတယ်အဲ့ driver တစ်ချက်နှိပ်မယ်ဆိုဒီနှစ်ခုပဲပေါ့ပါနော် browse my computer for driver software နဲ့ဒီ search automatically for update driver software ပေါ့နော်ဒီနှစ်ခုပေါ့အဲ့တော့ကျွန်တော်ကဒီမှာအခု run ထားပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ကအခုဒီကနှိပ်လိုက်ပြီးထားနှိပ်တယ်ဆိုကျွန်တော်ရဲ့တစ်တော်တဲ့ device ဆိုသူကသူ auto online ရှာသွားပါနော်တကယ်လို့ကျွန်တော်ရဲ့ wifi ကဒီ update မဖြစ်ဘူးဆိုလဲသူက update ဖြစ်အောင်သူကလုပ်ပြီးပါနော်ဒီမှာ session online for driver ဆိုတော့သူရှာနေရပါတော့ကျွန်တော် driver update တော့မလုပ်ဘူးသေးဘူးတစ်ချက်ကျွန်တော်ရှာကြည့်ရပါတော့အဲ့ဒါတွေ့လို့တွေ့냐ပေါ့ဒါနည်းနည်းကြာရင်ဆိုကျွန်တော်မရှာတော့ဘူးကျွန်တော်ပိတ်လိုက်တော့နော် cancel လုပ်လိုက်မယ် okay အဲ့လိုနီးလာနဲ့ကျွန်တော်ရှာနေရအဲ့တော့ကျွန်တော်တို့ဒီမှာနော် let me be from a list or available driver ကျွန်တော်ရွေးလိုက်မယ်ပြီးပြီးကျွန်တော်ဘာကိုဆက်ယူနေဆိုဒါကတော့သူ model ပေါ်ပြတာပေါ့နော်ဒီဟာတဲ့ main တင်ရမယ့် driver ကဒီ model အတွက်တင်ရမှာတဲ့သူပြောတာ okay ဟုတ်ပြီကျွန်တော်လက်ခံလိုက်ပြီဟုတ်ပြီဆိုရင်ကျွန်တော်ဘယ်ဆက်သွားမလဲဆိုတော့ကျွန်တော်တို့နော် hard disk ကိုသွားမယ်နော် hard disk ကကျွန်တော်ရှာမယ် okay အဲ့တော့ hard disk ရရှာမယ်ဆိုဘာကိုကျွန်တော်တို့ရှာရမလဲဆို browse ကိုနှိပ်ကြည့်လိုက်နော်ဒီမှာသူပြောတဲ့ format ကတစ်ခုပဲရှိတယ် .inf လို့ပဲရှိရတာလားဒီ channel format တွေသူစပ်ဖို့မပေးဘူးသူက driver ဆိုရင်သူက .inf နဲ့စုံတဲ့ file ကိုသူကရှာမှာနော်အဲ့တော့ကျွန်တော်တို့ set ထဲမှာ .inf နဲ့ support ပေးရဲ့ driver ကိုထားဖို့လိုတယ်အဲ့ဒါမှကျွန်တော် location ကိုထောက်ပြီးတော့သွားရှာလို့ရမှာနော်ဒီနည်းနဲ့တော့တိတ်မသုံးပါနဲ့ပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ခါကြရင်ကျွန်တော်တို့ driver ကြီး down တယ်ပြီးလို့ရှိရင် .inf file မပါလာတဲ့အခါကျရင်ရှာရတာအချိန်လေးကုန်တယ်နော်အဲ့တော့ကျွန်တော်ကအကြံပြုတာက offline ဆိုရင် exe file down မှာ server file တွေ down မှာ official site ကနေသွား down မှာเนาะ official site ဆိုdell ဆိုရင် dell site မှာ dell.com ကနေသွားပြီး down လို့ရတယ် dinovo ဆို dinovo.com သွားလို့ရတယ် asa ဆို asa ကိုသွားလို့ရတယ် hp ဆို hp သွားပြီးတော့ကျွန်တော်တို့က model တစ်ဖက်နဲ့တေချာရိုက်ထည့်ပြီးတော့ကျွန်တော်တို့ down မှာเนาะဒါဆိုအဆင်ပြေเนาะ okay ဒါလောက်ဆို miss လို့เนาะဒါ down driver တွေ update လုပ်တာ driver installation လုပ်တာ miss လို့တည်မယ်လို့ကျွန်တော်ထင်တယ်အရေးကြီးရเนาะဒါကကျွန်တော်တို့ wireless မှာအဖြစ်များတဲ့ error ပါတချို့တွေဆို driver မရှိဘဲနဲ့driver မရှိဘဲနဲ့ပေါ့ပြောတာစက်ကြီးကဒီ internet ချိန်လို့မရဘူးလောက်ကြပါအောင်ပါညာပြောရဲဆိုကျွန်တော်တို့တွားပြီးစစ်ကြည့်လိုက်ရင် driver က exclamation ပဲပြနေရမျိုး disable ကြားနေရမျိုးဖြစ်နိုင်တယ် okay ဒီမှာကျွန်တော်တစ်ခုပြမယ်เนาะ driver disable လုပ်ရဒီမှာလည်းလုပ်လို့ဒီမှာ driver disable လုပ်ထားရင်ကျွန်တော်တို့ဟိုမှာလို့ဗျာ non adapter setting ပေါ့เนาะအဲ့ဒီမှာတွားပြီးတော့ကျွန်တော် disable ပြန်ကြားတယ်တူတူပဲအဲ့တော့ဒီမှာ Qualcomm Android AR8161 ဆိုမိတ်ဆွေတို့မြင်ပါလိမ့်မယ် PCIe တဲ့ gigabit ethernet controller ရတယ်เนาะအခုထားပါတော့ဒီကောင်ဆိုရင်ကျွန်တော်ဘာလုပ်ထားလဲဆိုဒီမှာတွေ့လားဒီမြားလေး outside နေရပါလဲဆိုတော့ဒီ driver ကိုကျွန်တော် disable ပေးထားတယ် disable ပေးထားလို့ရှိရင်ကျွန်တော်တို့เนาะဒီ control panel တွေကနေပြီးတော့တွားပြီးတော့ chain adapter setting တွေကိုတွားပြီးကြည့်မယ်ဆိုရင်တော့ controller ပေါ့เนาะ controller cut တွေ state ကိုကျွန်တော်တွားကြည့်မယ်ဆိုတော့ driver disable ကြာနေမြင်ရလိမ့်မယ်เนาะအဲ့တော့ကျွန်တော်အလွယ်တွားကြည့်ပြမယ်เนาะ shortcut ကိုကျွန်တော်သုံးအောင်ကြိုက်တယ်เนาะ shortcut ကျွန်တော်တစ်ချက်တင်ပြပြီးဒါမပြောရသေးဘူးထင်တယ်เนาะအဲ့တော့ shortcut ကိုသုံးမယ်ဆိုကျွန်တော်ဘာလဲဆိုတော့ window နဲ့နှိပ်မယ်ပြီးရင် ncpa.cpl ဆိုတာကျွန်တော်ရိုက်မယ်เนาะအဲ့ဒါကိုရိုက်ပြီးတော့ကျွန်တော် enter ခေါက်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဘယ်ကိုရောက်သွားမလဲဆိုတော့ control panel တွေကနေအဆင့်ဆင့်ကြော်ဖြတ်လာတယ်เนาะ chain adapter setting တွေကိုတိုင်းရောက်သွားတယ်ကျော်တော့မိတ်ဆွေတွေမှာမြင်နေနေပဲဒီလား disable ဆိုတာကြာနေရ property ကြည့်လိုက်မယ်ဆိုတော့ဘာလဲဆိုတော့ကျွန်တော်သိရတယ်เนาะဒီမှာเนาะ Qualcomm เนาะသူ့ရဲ့ဒါသူ့ရဲ့ပေါ့နာမည်ပေါ့နော် Qualcomm Android AR8161 PCIe gigabit ethernet okay ထားပါဒီကောင်ကဘာလဲဆိုတော့ကျွန်တော်တို့ motherboard တွေပါတယ်မှာပေါ့နော် computer ဒါမှမဟုတ်ရင် system ဘုံမှာကျိုးနဲ့လာပြီးတော့ထိုးရတဲ့ internet ရဖို့တော့ဗျာ RJ45 ခေါင်းနဲ့လာပြီးချိတ်ဆက်ရတဲ့ပေါ့ကိုပြောတာနော်ဒီကောင်အခု disable ချနေတော့ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ router ကနေပြီးတော့ကျွန်တော်ထွက်ပြီးတော့အဲ့ကျိုးနဲ့ကျွန်တော် computer မှာချိတ်သုံးနေတယ် internet ကရမှာမဟုတ်ဘာကြောင့်ဒီမှာ disable ချတယ်နော်အဲ့ disable ကိုကျွန်တော်ဒီကနေပြီးတော့ enable ပေးလိုက်ရတယ်အဲ့ဒါကိုကျွန်တော်တခုသိစေချင်တာပါလဲဆိုတော့ဒီမှာဆိုတာဒီမှာကျွန်တော်တို့ဒီမှာ Qualcomm Android ဒီမှာဆိုတာဒီကတ်ကိုကျွန်တော် disable ပေးထားတာဖြစ်တယ်အဲ့တော့ဒီကောင်ကိုကျွန်တော် enable ပေးမယ်ဒီဟာလည်းတော့ပေးလို့ရတယ်ဟိုတွေကလည်းတော့ပေးလို့ရတယ်နော် wireless နဲ့တူပဲဒီက enable ပေးလို့ရတယ် disable ပေးလို့ okay ဒီမှာ disable ချနေရတယ်တွေ့သွားတော့မိတ်ဆွေတို့ပြဖို့ကျွန်တော်တခုတိုးသွားတယ်အဲ့တော့ကျွန်တော်ဒီကောင်ကိုအရင်ဆုံးကျွန်တော် disable နဲ့ enable state ပြန်အောင်လုပ်မယ်နော်ဒီမှာ enable device ဆိုတာရှိရယ် right click ထောက်မယ် enable device ဆိုတာရှိရယ်တစ်ချက်ကျွန်တော်နှိပ်လိုက်ရင်ဒီကောင်ဘာဖြစ်သွားမလဲဆိုတော့အဲ့မြားလေးမဆိုင်တော့ဘူးเนาะမြားလေးမရှိတော့ဘူးလည်းပြန်ပြီးအဆင်ပြေသွားတွေ့နေမယ်အဲ့တော့တပြိုင်နက်ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ဒီမှာ NCPA တွေကိုကျွန်တော်တို့ပြန်ဝင်ကြည့်လိုက်လို့ရှိရင်ဒီမှာလင်းလာတော့တွေ့ပါလိမ့်မယ်ဒီမှာเนาะ Ethernet နဲ့ network cable unplug ဆိုတာကျွန်တော်ကျိုးမတက်ထားတာကိုပြောတာဗျာကျိုးပြုတ်နေတယ်လို့ပြောတာ device disable ဖြစ်တယ်လို့ပြောတာမဟုတ်တော့ဘူးเนาะပြီးတော့ဒါဆိုလို့ဆိုတော့ဒီကလို့ तू ကကျိုး customer ကျိုးထိုးပြီးတော့သုံးတယ်ဗျာเนาะ switch router တွေကနေထွက်လာပြီးတော့ तू ကသူ့ရဲ့ဓာတ်မှုနဲ့ wall socket ကနေပြီးယူထားတဲ့ကျိုးကိုသူ့ computer laptop တွေမှာထိုးသုံးတယ်မရဘူး internet ကမမိဘူးဆိုကျွန်တော်တို့ဗာဆက်ရမယ်
driver set နော်ပြီးလို့ရှိရင် driver မရအောင်ဆိုကျွန်တော်မလုပ်ပါမလဲဒီ internet ကတ်ကြီးပေါ့နော် disable ချနေတာအဲ့ဒါဆို enable ပြန်ပေးလိုက်ဒါဆိုရင်ဒီမှာလာပြီးတော့ကျွန်တော်အခုဂျိုးမထိုးတာလို့နော်မပေါ်တာအဲ့တော့ဒီမှာလာပြီးတော့ပြန်ပြီးတော့ internet ပြန်ပေးနေတာကိုတွေ့ရပါလိမ့်မယ်နော်ဒါကတော့ကျွန်တော်no one နဲ့ပတ်သက်တဲ့နော် no one နဲ့ပတ်သက်တဲ့ troubleshoot လုပ်ပြီးပါအဓိကတော့များသောအားဖြင့်တော့ driver update လုပ်လိုက်ရင်ပြန်ကောင်းလာတာရှိတယ်အဲ့လို disable enable ပေးလိုက်ရင်ပြန်ကောင်းလာတာရှိတယ်နော်အဲ့လိုမျိုးတွေနဲ့ကျွန်တော်အဆင်ပြေပါတယ်နော်ဒါဆိုတော့ message ဒီလောက်ဆိုရင်တော့နော် no one နဲ့ပတ်သက်တာတွေtroubleshoot error တွေနော် error တွေ troubleshoot လုပ်နိုင်မယ်လို့ကျွန်တော်ပြောနေပါတယ်ဗျာနော်နောက်ဆုံးတစ်ခုကကျတော့ကျွန်တော်ဘာနဲ့ဆိုင်လဲဆိုတော့ power option နဲ့ဆိုင်ပါတယ်ဘယ်လိုအခြေအနေမျိုးမှာကျွန်တော်တို့ကဒီလို solution ကိုသုံးရလဲဆိုတော့ laptop battery ကအရန်ကုန်မြန်တာမျိုးပေါ့နော်laptop battery ကအခုတွင်းထားတယ်ကွာကုန်တာအရန်မြန်တယ်ပေါ့နော်ဒီလိုအခြေအနေမျိုးကြရင်ကျွန်တော်တို့ကဒီ power option ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ error fix လို့ရပါတယ်နော်ဟိုတော့ laptop battery ကုန်သွားတဲ့အကြောင်းရင်းတွေချက်ကြည့်မယ် laptop battery ကဘာကြောင့်ကုန်တာလဲဆိုတော့ကျွန်တော်တို့အဓိကအပြင် screen brightness နော် brightness တွေကိုအများကြီးပြင်တာလို့လိုအပ်တာထပ်ပေါ့နော်အများကြီးပြင်တာလို့နောက်တစ်ခုက power plan ပေါ့နော် power plan usage ကို high performance ဆိုပြီးထားတာလို့နော်နောက်ပြီးတော့တချို့ keyboard တွေဆိုရှိပါတယ်အလင်းရောင်တွေထုတ်ပြီးတော့သုံးတာမျိုးပေါ့နော် key တွေလင်းနေရမျိုးဒီလိုမျိုးဟာမျိုးတွေကကျွန်တော်တို့ဒီ laptop battery တွေကိုအကုန်ပြန်စေပါတယ်နောက်တစ်ခုကကျတော့တခြားwireless device တွေပေါ့နော်ဆိုလိုတာက bluetooth ကျွန်တော်တို့ဒီ join ထားတာမျိုး wireless ပေါ့နော်ကျွန်တော်အခု wifi သုံးတာမျိုးနော် wifi သုံးတာမျိုးပြီးတော့အခြား device တွေ external device တွေတက်ဆင်အသုံးပြုတာမျိုးဒါတွေကလည်းကျွန်တော်တို့ power အကုန်မြန်တဲ့အထက်မှာပါပါတယ်နော်အဲ့တော့ဒါတွေကတော့ကျွန်တော်တို့ power အကုန်မြန်တဲ့ process တွေဖြစ်ပါတယ် okay ဒါတွေကိုဒီလိုဖြစ်နေပြီဆိုရင်ကျွန်တော်တို့ကဘာတွေကိုအရင်ဆုံးလုပ်ဖို့လိုတယ်အဲ့ဆိုကျွန်တော်တို့ကကိုယ့်ရဲ့ computer ကနော်ကိုယ့်ရဲ့ computer ကငကိုတက်ဆိုင်ပို့ပြီးတော့အားကုန်အရန်မြန်နေပါတယ်ဆိုကျွန်တော်တို့ကအရင်ဆုံးကျွန်တော်တို့ရဲ့ brightness ကို short ချပြီးလိုပါတယ် brightness ကိုဘယ်လောက်ထိကျွန်တော် short ချပြီးလိုလဲဆိုကိုမြင်သာနိုင်တဲ့အထိ short ချပြီးလိုပါတယ်ကျွန်တော်တို့ screen တစ်ခုက 100% ကြီးပြဟိုလေးလေးတင်းတင်းကြည့်ရမယ်လို့လည်းမဆိုလို့နော်ကျွန်တော်တို့မြင်သာတယ်ဆိုအဆင်ပြေပြီနော်အဲ့တော့ကျွန်တော်တို့ကဒါကပြောလို့ဆို brightness ကိုအရင်မြင်ထားခြင်းအပြင်ကျွန်တော်တို့ battery ကုန်လည်းများတယ်နောက်တစ်ခုကမျက်လုံးလက်ထိခိုက်တယ်နော်ဆိုပါဆိုအခြေကအကုန်လုံးပြင်ထားဆိုတော့အခုတစ်ဝက်လောက် short ချတာမျိုးလုပ်လို့ရတယ်နော်ကျွန်တော်ရဲ့ဒီ keyboard မှာတော့ကျွန်တော်က F1 နဲ့ F4 ဆိုရင် degree price step ဖြစ်ပါတယ် Mitsubishi ကကျတော့ဒီ key က change နိုင်ပါတယ်ပြောင်းလဲနိုင်ပါတယ် Mitsubishi မှာလည်းဥပမာ F1 F5 ဆိုမှ degree ဖြစ်နေပြီ F1 F2 F3 ဆိုရင်လည်းဒါ increase ဖြစ်မယ်ပေါ့ဒါကတော့ဟိုတစ်လုံးမတူတဲ့အခါကျတော့ကျွန်တော်အဲ့ဒါပြောချင်းဖြစ်ပါတယ်okay နောက်တစ်ခုကကျွန်တော်ဘာလုပ်ဖို့လုပ်မလဲဆိုတော့ကျွန်တော်တို့ power plan ကိုကျွန်တော်တို့ high performance တကယ်လို့ဖြစ်နေရဆိုရင်ကျွန်တော်တို့က balance ဖြစ်ဖို့လိုပါတယ် balance ပြန်ထားဖို့လိုပါတယ် okay အဲ့ဒါကိုကျွန်တော်ဘာလုပ်ရလဲဆိုတော့ control panel တွေက power option နော်ပြီးရင်ကျွန်တော်တို့ power plan ကိုနှိပ်ပြီးတော့ balance ဆိုတာတွေကိုတွားယူပြလိုက်ရင်အဆင်ပြေပါတယ်ကျွန်တော်အခုပုံမှန်ပြထားလို့ပြပါမယ်ကျွန်တော် control panel တွေကိုဝင်လိုက်တယ်ပြီးရင် power plan create power plan ရှိရဲအဲ့ဒါတစ်ချက်နှိပ်လိုက်တယ်ပြီးရင် balance ဆိုတာရှိရဲကိုက balance ထားတာမှာကျွန်တော်ရဲ့ဒီ computer က power ကုန်ကြတာပေါ့နော်ဒီအားကုန်တက်တာတွေပါအကုန်လုံးက balance ဖြစ်မှာပါဒါကြောင့်အားလုပ်ဖို့လိုပါတယ် okay ဒါကိုလုပ်ဖို့အတွက်ဆိုကျွန်တော်ဘယ်လိုလုပ်ရမလဲ okay စကျွန်တော်လုပ်ပြမယ်ကျွန်တော်search bar ပေါ့နော်ကျွန်တော်တို့မှာဒီ search bar လေးရှိတယ် search bar မှာကျွန်တော်ထုတ်ပြန်နိုင်မယ်ကျွန်တော် control ဆိုတာလုပ်ရနိုင်မယ်ဒါဆိုရင်ကျွန်တော်တို့ control panel ကိုကျွန်တော်တို့တွားလို့ရပါပြီ okay control panel ဒီက power option ဆိုတာရှိပါတယ်ဒီ power option လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်ဘာလို့ choose custom power plan ပေါ့နော်ပြောမယ်ဆိုတာကကျွန်တော်တို့ဟိုပြောမယ်ဆိုရင် create power plan လေးလုပ်လို့ရတယ်ဒါမှမဟုတ်လေဒီ setting မှာကျွန်တော်တို့က balance recommend ပေးထားဆိုဒီ balance ကိုကျွန်တော်တို့ online နေရတယ်ဒါပေမဲ့ကျွန်တော်ကကြတော့ကိုယ်တိုင်ကိုယ့်အကူ custom plan တစ်ခုကျွန်တော်သုံးထားတယ်ကျွန်တော်အဲ့ထဲမှာကျွန်တော် brightness ဆိုကျွန်တော်ဘယ်လိုထားမယ်နော် brightness ဆိုကျွန်တော်ဘယ်လိုထားမယ်ကျွန်တော် laptop ကျိုးအဖုံးပိတ်ဘာလုပ်မယ်အဲ့ဒါအကုန်ကျွန်တော်ပြောထားပြီးသားဆိုတော့ကျွန်တော်ရဲ့ my custom ကျွန်တော်ရွေးတယ်ကိုယ့်ဘက်ကိုချိန်ပြီးသုံးနေတော့နော်တနည်းအားမသုံးနိုင်ဘူးဆိုလည်းသူတို့ဒီ Microsoft က support ပေးတဲ့ recommended ဖြစ်တဲ့ balance ကိုကျွန်တော် on မယ်ပြီးရင်ကျွန်တော်တို့မှာပေါ့နော် on ထားလိုက်တယ်ပေါ့နော်ဒါတော့ okay တော့မရှိဘူးဒီမှာတော့ဒီ on ထားလိုက်မယ် on လိုက်မယ်ဆိုရင်ဒါကျွန်တော်တို့ power battery ကိုခြွေထားရောက်ပါတယ်နော်ကျွန်တော်လည်းဒီမှာကျွန်တော်ရဲ့ my custom plan ကလည်းကျွန်တော် battery ခြွေထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒါကိုပဲကြိုက်ပါတယ်ဒါကို miss အနေနဲ့ balance ကိုလုပ်ပြီးတော့လည်းသုံးလို့ရပါတယ်တကယ်လို့မသုံးဘူးဆိုရင်ကိုယ့်ဘာကို custom plan တစ်ခုကို create power plan ကနေတွားပြီးဖန်တီးလို့ရပါတယ်နော်ဒါ balance ကိုမှဒါမှမဟုတ်ဘယ်လိုဆိုရင် custom plan 2သုံးမယ်ပြီးရင်နာမည်ပေးလိုက်2နော်ပြီးလို့ရှိရင် next လုပ်လိုက်မယ်ဒါဆိုရင်တော့လာပြီနော် change setting for plan my custom plan နော်အဲ့တော့ဗာလဲဆိုတော့သူက turn on the display ကတဲ့ battery ရှိနေရဆိုရင်ねကျွန်တော်တို့က display ကိုဘယ်လိုချိန်ထားမှလဲဒီမှာကျွန်တော်က never ထားတာ never လုံးဝဘယ်တော့မှ display မပိတ်ဒါဆိုရင်ဒါသိကြပြီဒါကျွန်တော်တို့ဟို power ကုန်ဖို့လမ်းစာပေါ့နော်နောက်တစ်ခုကကျတော့ဒီမှာသူပြောတယ် put the computer to sleep တဲ့
computer ကိုလည်းဘယ်ချိန်မှာ sleep လုပ်မှာလဲဒီမှာ never လုပ်ထားတယ် never ဆိုသိကြတယ် computer ဘယ်တော့မှမပိတ်ဘူးဆိုကျွန်တော် power လည်းကုန်ဖို့များတယ်เนาะအဲ့တော့ကျွန်တော်အနေနဲ့ဘာလုပ်တဲ့လဲ turn off the display ကိုကျွန်တော်1 minute ပိတ်မလား2 minute လောက်နေပိတ်လိုက်မလားဒါမှမဟုတ်ဟိုဒါအများသောအားဖြင့်တော့ကျွန်တော် recommend ပေးတာတော့ just 2 minute လောက်ပေါ့နော်2 minute လောက်နေကျွန်တော် display ကကိုယ်တိုင်ဘာမှ computer ကိုဘာမှလာမသုံးဆိုရင်2 minute လောက်နေ display ပိတ်ကြတာကိုသဘောကျတယ် okay နောက်တစ်ခုက put the computer to sleep computer ကိုကျွန်တော်တို့ဟိုပြောမယ်ဆိုတော့အိတ်ခိုင်းနေပေါ့ဗျာနည်းနည်းအိတ်ခိုင်းလိုက်မယ် sleep mode ထားမှာနော်ဘယ်တော့ထားမလဲတဲ့ဒီမှာ never ဖြစ်နေအဲ့ကျွန်တော်2 minute လောက်ဒါမှမဟုတ်2 minute မှာကျွန်တော် display ကိုပိတ်ချလိုက်တယ်နော်5 minute လောက်နေ computer ကိုကျွန်တော် sleep mode ပြောင်းလိုက်တော့မယ်ဒါဆိုကျွန်တော်အဆင်ပြေနော်နောက်တစ်ခုက plug in လုပ်တဲ့အချိန်မှာကျွန်တော်အားသွေးချိုးတက်ထားတဲ့အချိန်ဒီမှာဟောတဲ့ computer ကိုတဲ့ display ကိုဘယ်လိုလုပ်မလဲတဲ့အချိန်မှာ plug in လုပ်ထားတဲ့အချိန်နဲ့ကျွန်တော် display ကို short မယ်ဆိုရင်ကျွန်တော်တို့က5 minute လောက်လုပ်လို့ရတယ်ပြီးတော့ဒီ computer ကိုပဲချိန် sleep လုပ်မယ်ဆိုရင် plug in လုပ်ထားတဲ့အချိန်မှာလည်းကျွန်တော်တို့ကဒီ7 minute လောက်ဆိုကျွန်တော်တို့ကဗျာ computer ကို sleep mode လုပ်လိုက်တော့မယ်ပြီးရင်ကျွန်တော် create လုပ်လိုက်မယ်နော်ဒီနှစ်ခုကျွန်တော်တို့ပြီးသွားပြီပေါ့နော်ဒီ7 minute မှာကျွန်တော်တို့ဒါ plug in အချိန်နေဆိုရင် computer sleep လုပ်မယ်5 minute မှာကျွန်တော်တို့က computer display ကိုပိတ်မယ် okay နောက်တစ်ခုကဘာလဲဆိုတော့ brightness နော် brightness ကလည်းအရေးကြီးတယ် brightness ဆိုဒီမှာဆိုလားကျွန်တော်ကအကုန်တင်ထားတာအကုန်တင်ထားတော့သူက brightness ကအကုန်တင်ထား power စားတယ်အဲ့တော့ကျွန်တော်တို့ brightness ဆိုဒီလောက်ပဲလုပ်ထားလိုက်မယ်နော်တဝက်လောက်ဒါအမှုဒီလောက်ထားလိုက်မယ်ဒါကိုဒီလောက်ထားလိုက်မယ်ပြီးရင်ကျွန်တော် save လုပ်လိုက်မယ်နော် my custom plan 2ကိုကျွန်တော်ရွေးလိုက်ပြီဆိုရင် okay ဒါဆိုရင်ကျွန်တော် my custom plan 2ကို1ကိုရွေးမယ်ဆိုတာကျွန်တော်ချိန်ထားတဲ့ဟာကျွန်တော်တက်ထားတဲ့ခါကျရင်ဒီ power ကိုကျွန်တော်လုံးဝဟိုပြောမယ်ဆိုရင် display ကိုမကြဘူးเนาะ brightness ကိုကျွန်တော်မလျှော့တော့အပြည့်တင်ထားတယ် okay ဒီမှာ message ချက်ကြည့်ပါ my custom plan 2ကိုကျွန်တော်ရွေးလိုက်ပြီဆိုတာ ਨੇ ဒီမှာကျွန်တော်တို့ရဲ့ display ကကျသွားပြီเนาะအဲ့ဒါဆိုရင်ဒါကျွန်တော်တို့ရဲ့ plan effect ဖြစ်တယ်ပေါ့เนาะအဲ့ဒီမျိုးကျွန်တော်တို့သုံးလို့ရပါတယ်တကယ်တမ်းကိုက Microsoft ပေးတဲ့ balance ကိုမသုံးချင်ဘူးဆိုရင်ကိုက custom plan ဖန်တီးပါအဆင်ပြေပါတယ်နောက်တစ်ခုကကျတော့ကျွန်တော် battery saver ဆိုတာရှိရဲအခု Windows 10နေမှာပါလာတယ်ပေါ့နော်အဲ့ဟာကိုလည်းတွားပြီးတော့ကျွန်တော် adjust လုပ်ထားဖို့လိုပါတယ် battery saver option မှာလည်းတွားပြီးတော့ adjust လုပ်ထားဖို့လိုပါတယ်အဲ့တော့ကျွန်တော် battery saver option ကိုကျွန်တော်ဘယ်လိုသွားနိုင်လဲဆိုတော့ step button ရှိမယ်ပေါ့နော် step button ရှိမယ်ပြီးရင် setting ရှိမယ် system တွေကိုဝင်မယ်ပြီးတော့ battery saver tick လုပ်ထားမယ်ပြီးရင်ကျွန်တော်ဗာယူလဲဆိုတော့ battery ကလည်းကျွန်တော် 20% အောက်ရောက်ပြီဆိုတာလည်းကျွန်တော်တို့က battery saver ကို on လိုက်တော့မယ်เนาะအဲ့ဒါကိုတွားပြီးလုပ်ပေးထားမှာဖြစ်ပါတယ် okay အဲ့ဒါလေးကိုကျွန်တော်တို့တွားပြီးလုပ်ကြည့်ကြအောင် okay ကျွန်တော်ဒီမှာဘောနော် Windows ဒါ step button ပေါ့နော် step button ရှိပါတယ် okay ကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်setting မှာ setting ကိုနှိပ်လိုက်မယ်ပြီးရင် setting ထဲမှာကျွန်တော်ဗာရှိမလဲဆိုတော့ system ဆိုတာရှိပါတယ် system လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်เนาะsystem ကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့ battery ဆိုတဲ့ရှိပါတယ်เนาะ battery ရှိရယ် battery ကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်သူကဘာပြောထားလဲဆိုတော့20% အောက်ရောက်ပြီဆိုရင်လည်းကျွန်တော်တို့ battery saver ကိုစပြီး on ပါတယ်တကယ်လို့ကိုက 50% အောက်ရောက်စပြီး on စေချင်တာကျွန်တော်တင်လိုက်ဒါဆိုရင်အဲဒီမှာ 50% အောက်ကိုရောက်ပြီဆိုတာနဲ့ battery saver on ပြီးတော့သုံးလိုက်မယ်များသောအားဖြင့်တော့ကျွန်တော်တို့ comment ပေးတာ 20% လောက်ဆိုရင်အဆင်ပြေပါပြီကျွန်တော်တို့ battery 20% လောက်ဆိုရင်ကျွန်တော်တို့ကဒါကိုbattery ကုန်တော့မှာ battery saver ဖွင့်မယ်ဆိုတော့ကျွန်တော်တို့သိလို့ရပါတယ်เนาะအဲ့တော့တကယ်လို့ဒါကိုဖွင့်မယ်ဆိုတော့အရင်ဆုံးမိတ်ဆွေတို့မှာတကယ်လို့မဖွင့်ရသေးဘူးဆိုဘယ်လိုမြင်ရမလဲဆိုတော့သူကဒီ tick လေးပြုတ်နေတာတွေ့ပါလိမ့်မယ်ဒီလိုလေးဖြစ်နေတယ်ဒါဆိုကျွန်တော်တို့ကဘာဖတ်မှမဖြစ်ဘူးเนาะဘာဖတ်မှမရှိလို့ဆိုလိုပါတယ်ဒါကိုကျွန်တော်တို့က on ပေးတဲ့အခါကျမှကျွန်တော်တို့ 20% အောက်ရောက်လို့ရှိရင်ကျွန်တော်တို့ကို battery saver ကဒီစပြီးတော့အလုပ်လုပ်ပြီးမှဖြစ်ပါတယ်เนาะ okayနောက်တစ်ခုကကြတော့ကျွန်တော်တို့ battery အကုန်မြန်တဲ့ဟာပေါ့နော်ဒီ battery အကုန်မြန်တဲ့ဟာက keyboard ရဲ့ဒီ backlight data တွေဖြစ်နိုင်ပါတယ်ဆိုတော့ကကျွန်တော် keyboard တွေရဲ့ဒီ keyboard တွေမှာပေါ့နော်ညဘက်တွေမှာလင်းအောင်လုပ်တာတွေမနက်ဘက်တွေမှာကျွန်တော်တို့မလိုအပ်ဘဲနဲ့ဖွင့်ထားတာမျိုးပေါ့နော်ညဘက်မှာသုံးတာမျိုးကတော့ကိစ္စမရှိပါဘူးဒါအကုန်ပါလေပေါ့နော်အားကုန်တာကိစ္စမရှိဘူးဒါပေမဲ့မနက်ဘက်လိုနေခင်းဘက်လိုချိန်မျိုးမှာဒီ keyboard တွေကျွန်တော်တို့မပိတ်ထားဘူးဆိုရင်ဒီ keyboard ကို backlight တွေပေါ့နော်မပိတ်ထားဘူးဆိုရင်လည်းဒီလိုပုံစံဖြစ်နေဆိုရင်ကျွန်တော်တို့ကဒါက battery ကိုအကုန်မြန်နေပါတယ်ဆိုတော့တော့ပို့ပြီးတော့ကျွန်တော်တို့ battery စားရခဲ့များเนาะအဲ့တော့ကျွန်တော်တို့ကမိမှာပါတဲ့ keyboard မှာပေါ့တခုခုပေါ့เนาะကျွန်တော်ရဲ့ဒီ laptop မှာတော့ keyboard backlight function မပါဘူးမပါတဲ့အခါကျတော့ make sure မှာတကယ်လို့ keyboard backlight function ပါတယ်ဆိုရင် FM ကိုနှိပ်ပြီးတော့တခုခုပေါ့เนาะ keyboard backlight ကဥပမာ acid ဖြစ်မယ် acid ဖြစ်မယ်ဒါမျိုးတွဲနှိပ်ပြီးတော့ပိတ်ပေးပါတကယ်လို့ကိုကသုံးမယ်ညဘက်မှာသုံးမယ်ငါ key တွေစားတယ်မမြင်ရဘူးညဘက်မှာ keyboard backlight ဖွင့်နေတယ်ဆိုရင်လည်းကျွန်တော်တို့ FM နဲ့ key တခုခုကျော်တွဲနှိပ်ခြင်းအပြင်ကျွန်တော်တို့ပြန်ပြီးတော့တင်လာနိုင်ပါတယ်เนาะဒါကကျွန်တော်တို့ battery ကိုစားတတ်တာအောင်ဖန်တီးခြင်းဖြစ်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့က internet မသုံးဘူးဆိုရင်ကျွန်တော်တို့ wireless တွေပိတ်ထားဖို့လိုပါတယ်เนาะကျွန်တော်ကဗျာဟိုမှာရုံးချိန်မှာကျွန်တော် internet မသုံးဘူး just Acer Microsoft ဒါတွေပဲသုံးတယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ကဒီ wireless တွေကို wireless ပေါ့เนาะဒီ wifi လို့ကျွန်တော်ပိတ်ထားဖို့လိုပါတယ်เนาะတကယ်လို့ကိုက manual ပိတ်မယ်ဆိုလည်း
နော်ကျွန်တော်ဒီ system တွေကနေတွားပိတ်လို့ရတယ်တကယ်လို့ကအပြင်အောင်ပိတ်ချင်တယ်ဆိုရင် F1 နဲ့ F2 keyboard ကကျွန်တော်ရဲ့ computer ဆိုရင် keyboard ကနေ F1 နဲ့ F2 ကိုနှိပ်လိုက်တာနဲ့တော့တခါတည်း Wi-Fi ရောဒီ Bluetooth ရောအကုန် disable ကြမှာဖြစ်ပါတယ်ဟုတ်ရဲ့ဒီ battery အစားတက်တာပေါ့နော်ဆိုတော့ battery အကုန်မြန်တာကိုကျွန်တော်တို့ကာကွယ်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကိုကတစ်ခုခုပေါ့နော်အကုန်သုံးပြီးသွားရင်ဥပမာဆိုတော့ကျွန်တော်တို့ CD drive တစ်ခုတက်ပြီးတော့ကျွန်တော်တို့ computer မှာအလုပ်လုပ်ပြီးသွားရင်ဆိုရင်ဒီ CD drive ကိုကျွန်တော်တို့ပြန်ဖြုတ်ပေးဖို့လိုပါတယ်နောက်တစ်ခုက hard disk တွေတက်ထားတယ် HDD တွေတက်ပြီးတော့သုံးတယ်ပြန်ဖြုတ်ပေးဖို့လိုပါတယ်နော်နောက်တစ်ခုကကျွန်တော် remover drive ဆိုတော့နော်ဒီ stick တွေတက်ထားတယ် stick တွေတက်ထားရင်လည်းကျွန်တော်တို့ပြန်ဖြုတ်ပေးဖို့လိုပါတယ်မဖြုတ်ဘဲနဲ့ဒီတိုင်းထားခြင်းအပြင်ကျွန်တော်တို့ရဲ့ battery ကို power အစားမြန်စေပါတယ်နော် power အကုန်စေပါတယ်ဒီလေးကနေကတော့ base ကိုဘယ်လိုလိုက်လာခြင်းသုံးမယ်ဆိုရင်ကျွန်တော်တို့ power အကုန်တက်တာစေပါတယ်နောက်ပြီးတော့ battery အမြန်ပေါ့နော်အားကုန်ခြင်းရတယ်ပြီးတော့ကျွန်တော်တို့ရှောင်ကျဉ်နိုင်မှာဖြစ်ပါတယ်ဒီ video မှာဆိုရင်ကျွန်တော်ကဒီ laptop မှာ laptop ဒါမှမဟုတ် desktop မှာအဖြစ်များတယ်ကိုမူ troubleshooting problem လေးကိုပြောပြသွားတာဖြစ်ပါတယ်တော်တော်များများလည်း base ကိုရလိုက်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ် okay ကျွန်တော်ရဲ့ tutorial လေးပေါ့နော်ဒီ video လေးကြည့်ရှုပေးတဲ့မိတ်ဆွေအရောက်ချင်းတင်အောင်ကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်သွယ်လို့ရဆိုရင် Facebook မှာဆိုရင်တော့ကျွန်တော်ကဒီပေါ့နော်ဒီ link လေးပေါ့နော်ဒီ link ကိုရိုက်ထည့်ပြီးတော့ရှာလိုက်မယ်ဆိုရင်ကျွန်တော်တွေ့နိုင်ပါတယ်ဖုန်းအပြည့်ဆိုရင်လည်းဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့ကျွန်တော်ဆက်သွယ်လို့ရပါတယ်နော်email ပို့ချင်တယ်ဆိုရင်ကျွန်တော်ဒီ info.career@gmail.com ဒီကနေပြီးတော့ကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်နော်နောက်တင်ကဏ္ဍမှာကျွန်တော်တို့ motherboard connector အကြောင်းဆက်ပြီးတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်